မကွေးမြို့ကိုမတော်တဆဖြစ်သွားရုံနဲ့တော့ငေယာဝတီမြစ်ရဲ့တိတ်ဆိတ်စီးဆင်းမှုနေပွေးအောက်ကဓမာပင်စိမ့်စိမ့်နဲ့မြတ်တလွန်စေတီကြီးရဲ့တောက်ပမှုကသူ့ကိုတစ်မျိုးလုံးထဲမှာမျက်စိထဲဝင်တဲ့ပြမပွင့်တပွင့်ဖြစ်လာစေတယ်။မကွေးဆိုတာကမြမမြင်ကျေးမှုရဲ့အေးအေးချမ်းချမ်းပွင့်လင်းယူသားကြတဲ့နေရာကြီးတစ်ခုပါ။မြတ်တလွန်စေတီကြီးရဲ့တမိုင်းဟာတာမန်စေတီတစုလောက်မဟုတ်ပဲမာကျောတဲ့တက်တန်းနဲ့လွတ်လပ်ရေးယုံကြည်မှုနဲ့မြမယဉ်ကျေးမှုကိုကိုစားပြုထားတဲ့မော်ဂျူလာဆန်နဲ့တသနီတာဖျားတစုလို့ပြောလို့ရပါတယ်။ဒီနေ့တောင်မကွေးမျိုးလူဒန်းစားမရွေးရိုသေသိမ်မွေးစွာနဲ့တောင်ထိပ်တို့ရုံထွက်တက်တာအနန္တအလင်းတို့ဝမ်းသာစွာသွားရလမ်းဖြစ်နေစေပါ။ဖျားအပေါ်ကနေနေဝင်ချိန်မြင်ကွင်းကြည့်မယ်ဆိုရင်အေယာဝတီမြစ်ရဲ့မိုးညင်းညင်းရေပြင်ကဲသို့တောက်ပနေတဲ့ယူမကြီးနိုင်တဲ့အလှတရားကိုမြင်ရမှာဖြစ်တစ်ခေါက်တင်သွားရင်နောက်တစ်ခေါက်အတွက်ရင်ထဲမှာနေရာတက်ပြီးသားဒီလိုစိတ်ဝင်စားဖွယ်ရာနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်